အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေရေမိုးချင်းနဲ့တရားရှာခဲ့ကြတဲ့ဘုန်းကြီး၃ပါးဆိုတဲ့ပုံမြင်လေးကိုတင်ဆက်ပြမှာဖြစ်ပါတယ်ဟိုးရှိတုန်းကတိရုပီမှာထူးခြားတဲ့ဘုန်းကြီး၃ပါးရှိခဲ့ဘူးတယ်သူတို့ရဲ့နာမည်ရင်းကိုဘယ်သူမှမသိကြသလိုသူတို့ကိုယ်တိုင်လည်းဘယ်သူကိုမှမပြောခဲ့ကြဘူးဒါကြောင့်မဲ့လူတွေကသူတို့ကိုရေမိုးနေတဲ့ဘုန်းကြီး၃ပါးလို့ပဲခေါ်ကြတယ်သူတို့ဟာရွာတရွာကိုရပ်ပြီးဆိုရင်ရွာလေကောင်မှရပ်ပြီးတော့ဘာစကားမှမပြောဘဲဆက်တော့တင်ရေမောကြတော့တာပဲပထမတော့လူတွေကကြောင်ကြည့်နေကြတာပေါ့ဒါပေမဲ့သူတို့ရဲ့ရေတန်းကအရန်ကိုကူးဆန်မြတ်လွန်နေတဖြည်းဖြည်းနဲ့ဘေးကလူတွေပါလက်ရည်မိလာကြတယ်တရွာလုံးရေမောတန်တွေနဲ့ပျော်ရွှင်သွားပြီဆိုရင်တော့အဲ့ဒီဖုန်ကြီး၃ပါးဟာဘာစကားမှမဆိုပဲနောက်တရွာကိုဆက်သွားကြပြန်တယ်သူတို့အတွက်တော့ရေလွှားခြင်းဟာအကြီးမြတ်ဆုံးတရားဒေသနာပဲပေါ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့တရွာကိုရောက်တဲ့အခါအဲ့ဒီဖူကြီး၃ပါးတွေကတပါးဟာပြန်လွန်တော်မူသွားခဲ့ပါတယ်ရွာသားတွေကတော့ဝမ်းနဲ့ပူဆွေးਕੇရောက်လာကြတာပေါ့ရွာသားတွေအံ့ဩသွားတာကကြံတဲ့ဖူကြီးနှစ်ပါးဟာငိုကြွေးမနေပဲအရင်ကထက်ကောင်ပူပြီးအားရပါရရေမောနေကြလို့ပါပဲအရှင်ဖျားတို့ဘာလို့မပူဆွေးကြတာလဲအတူသွားအတူလာတုံငယ်ချင်းကြီးဆုံးသွားတာတောင်ဘာလို့ဒီလောက်ရေနေနိုင်ကြတာလဲဖျားဒါကဒီလိုရှိတဲ့တကားကြီးရဲ့မနေ့ကလမ်းမှာတဲ့ငါတို့၃ကြောက်ဘသူအရင်သေးမဲဆိုပြီးလောင်းကြီးထပ်ခဲ့ကြတာအခု तू ကနိုင်သွားပြီလေဒီအဖိုးကြီးကကထရိုလေးကိုလူးလေးကြတာပဲအဲ့ဒီဖုန်ကြီးဟာသူ့ရဲ့နောက်ဆုံးစန်တာအနေနဲ့သူ့အလောင်းကိုရေမချိုးပေးဖို့နဲ့အဝတ်စားမလဲပေးဖို့မားခဲ့ပါတယ်ငါရဲ့ရေမောချင်းတွေကဒီလောကရဲ့အညစ်အကြေးတွေကိုငါစီမကတ်နိုင်အောင်ကာကွယ်ပေးထားလို့ငါခန္ဓာကိုယ်ကအငဲစင့်ကျဲနေတယ်အလောင်းကိုမိရှို့လိုက်တဲ့အချိန်မှာတော့တရွာလုံးအံ့ဩသွားရပြန်တယ်တည်ဆုံးသွားတဲ့ဖုန်ကြီးကသူ့ရဲ့အဝတ်စားတွေထဲမှာမိရှူးမိပန်းလေးတွေဝတ်ထည့်သွားခဲ့တာပါသူ့အားတေဆုံးခြင်းကိုတောင်ရေမောစီအလက်ဆောင်တစ်ခုအနေနဲ့ခြံထားရစ်ခဲ့တာပါသူတို့တင်ဖေခဲ့တာကတော့ဒီဘဝဆိုတာရေမောပျော်ရွှင်ဖို့ရလာတဲ့အခွင့်အရေးတစ်ခုပဲဆိုတာပါပဲတင်ကောဒီနေ့အတွက်အားရပါရရေမောပြီးပြီလားအဆုံးထိချီရှုဖေလို့ကြည်စုတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပြင်လေးတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်